Okay မင်္ဂလာပါခင်ဗျာအားလုံးကိုကြည်ယူတင်ပါတယ်ရောက်စီတိုင်းကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်ကိုချန်တာအောင်မြင်ကြပါစေစေနာကလည်းအောင်မြင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်ဆိုတော့ဒီတစ်ခါကတော့သူစူဆန်းကျွန်တော်ပြောက်ကွယ်သွားတဲ့ဟုတ်တော့ဂျော့ဆဝါကသူ့ကိုစားဝင်ထုတ်လိုက်လို့သူကငါရဲ့ခပ်ပတ်ကိုယူသွားတာပါအဲ့ဒီတော့ဇူလိုင်တော့ကကျွန်တော်ရဲ့ injury လုပ်လိုက်လို့ကျွန်တော်ဝင်မထုတ်နိုင်လို့ခမရကကျွန်တော်နေရာကိုဝင်ရောက်ထုတ်လိုက်လို့ဝင်လူလိုက်လို့ခမရကျွန်တော်ခပ်ပတ်ကိုခဏလေးတင်းယူသွားတာပေါ့ခဏယူသွားတာပေါ့နော်ခဏယူသွားတာပေါ့အဲ့ဒီခပ်ပတ်ကိုကျွန်တော်ဥစ္စာဖြစ်တယ်ဆိုပြီးတော့တက်စင်ခေါ်လိုက်တယ်မင်းကငါရဲ့ကလေးပဲပေါ့နော် baby ပဲပေါ့နော်နေရငါရဲ့ baby ပဲဟိုငါကနေရဲ့အဖေပေါ့ငါကနေရဲ့ဒိုင်ပါကိုလဲပေးမယ်သူပေါ့ဘာငီတရကဟိုဆိုကားတော့တာပေါ့နော်ဘာငီတရကစတက်ပြီးတော့စင်ခေါ်လိုက်တဲ့မနက်ခပ်ကိုအကြောင်းကိုဟိုကျွန်တော်နဲ့သူဆွေးနွေးကြရအောင်နော်ဆွေးနွေးမယ်ပြီးတော့သူတို့ပွဲကဖြစ်မလားမဖြစ်ဘူးလားဆိုတာလဲကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်တယ်နော်ကဲကျွန်တော်နဲ့သူကျော်စွာဘန်ကိုတက်စင်ခေါ်တော့တဲ့မနက်ခိုက်ပြောတော့တဲ့စကားကိုကျွန်တော်တို့နားထောင်ကြရအောင်နော်Brandon Hoifa will do something, he kick my ass, you know? Because you replaced my place. Now you have my belt. If I didn't broke my feet in July, I would be the champion right now. Now, babe. ခုနကျွန်တော်ပြောတယ်လို့ပဲပေါ့နော်နေရာငါနေရာကိုယူတယ်ငါရဲ့ခပ်ပတ်ကိုယူသွားတယ်လို့ပြောတာပေါ့နော် Baby, hey, listen very well. I'm here, your daddy. Your dad is gonna take your diapers. နော်ဆိုကြားတယ်မလားကြားတယ်နော်မင်းကငါရဲ့အဖေမင်းရဲ့ဒိုက်ပါကိုလှည့်ပေးမယ်သူတက်ပြီးတော့စင်ခေါ်တဲ့လူကတော့အဲဒီမနက်ကဟိုတယောက်ပဲစီးသေးတယ်ပေါ့နော်ဒီခုချင်းတီဆိုလို့ရှိရင်ပေါ့နော်ပြီးခဲ့တဲ့ပတ်ကဟိုသူတို့ပွဲဟိုလူတဲ့ချိန်မှာဟိုချန်ပီယံလူတဲ့ချိန်မှာပေါ့နော်သူတို့ချန်ပီယံလူတဲ့ချိန်မှာဟို30စက္ကန့်မပြီးခင်မှာသူကတချို့တွေကအဲ့ဒီ accident ဘာညာနော်ပြောတယ်နော်အားကစားလောကမှာနော် accident ဆိုတာမရှိဘူးနော်နိုင်တယ်အပြတ်ပဲနော်ဂမ်မကောင်းလို့ဆိုတာလည်းမရှိဘူးနော်တကယ်လို့ဒါဒီလေဘင်းကိုကန်လိုက်တဲ့အချိန်မှာကျော်စွာဘန်ကခန္ဓာကြီးမရှိဘူးလက်နဲ့မထောက်လက်ဒီဘယ်ဖက်လက်နဲ့သူမထောက်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီမှာပွဲပြီးပြီเนาะကျွန်တော်တို့မြင်တဲ့အတိုင်းပဲပွဲပြီးပြီเนาะကျွန်တော်တို့ဘာဖြစ်လို့နော်မကောင်းဘူးဒါ accident ဖြစ်တယ်ဒါမနသိဘူးဘာညာဘာဖြစ်လို့ပြောနေကြရလဲဆိုတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့ဒီမှာကျော်စွာဘန်ကလက်နဲ့သူ့ရဲ့ခေါင်းကိုကာမိလိုက်တဲ့အခါမှာနော်ပြန်ပြီးတော့တွင်းလိုက်တဲ့အခါမှာနော်တွင်းချက်လိုက်တဲ့အခါမှာဒီဘယ်ဖက်ချတော့ကမီမထိပဲနဲ့လက်ကအရင်ဆုံးအဲ့ဒီ ground မှာထိတဲ့အခါမှာလုံးဝမခံနိုင်တော့ဘူးလုံးဝကျိုးသွားတာဖြစ်တယ်နော်ကျွန်တော်တို့မြင်တဲ့အတိုင်းမှာပဲဒီလောက်ကျွန်တော်မျက်စိနဲ့မြင်ပြီးမှဘာဖြစ်လို့မနန်သိဘူးဒါကန်ကိုလို့ပါညာကျွန်တော်တို့ခဏပြောနေကြရတယ်နော်ကဲဂျောဆွဲပါတော့လဲကျွန်တော်ပြောချင်တယ်နော်ပြောကြမှာပဲနော်ဂျောဆွဲပါကိုဟိုအားလုံးမြန်မာပြည်က90ရာခိုင်နှုန်းကတော့ကိုကျော်စောပါကိုအားပေးတယ်လို့ရှိရနော်10ရာခိုင်နှုန်းဥမာ10ရာခိုင်နှုန်းဟိုကျော်စောပါကိုမကြဲလို့ရှိကောင်းရှိမယ်နော်ဆိုတော့သူတို့ကတော့ပြောမှာပဲဘလို့ပဲပြောနိုင်တာကတော့နိုင်တာပါပဲနော်ဆက်လက်ကြိုးစားပါဆိုတော့အခုဟိုမနေ့ကလည်းကျော်စောပါကိုတက်စင်ခေါ်လိုက်တယ်ပွဲဖြစ်မလားမဖြစ်ဘူးလားတော့ဟိုကျွန်တော်လည်းပြောလို့မရဘူးဖြစ်နိုင်ခြေရှိတယ်နော်ဘာဖြစ်လို့ဆိုတော့ကျော်စောဘာကသူ့နေရာကိုဝင်ထိုးတဲ့အတွက်ကြောင့်နော်သူကခြေထောက် injury လုပ်လိုက်လို့ဟိုသူ့နေရာဝင်ထိုးတဲ့အတွက်ကြောင့်ဟိုဖြစ်နိုင်ခြေရှိတာပေါ့နော်ပြီးတော့မဒူဂျာကလည်းသူပြန်ပြီးတော့လာမယ်အဲ့ဒီဟာငါခပ်ပတ်ပဲနော်ကျွန်တော်အရန်စူးစမ်းတဲ့အရာစူးစမ်းပြီးရလာတဲ့အရာဖြစ်တယ်မဖြစ်သင့်ဘူးကျွန်တော်က incident ဖြစ်လို့ပါညာအဲ့လိုမျိုးပြောပြန်လာမယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ဒီနောက်ဝိုက်ကတော့ဥက္ကဋ္ဌကြီးကတော့ပြန်လာနိုင်မလားဆိုတာမသိသေးဘူးဟိုကြာလို့ရှိရင်အဲ့ဒီအကြမ်းမှာပွဲဖြစ်နိုင်ခြေတခြားလူနဲ့ပွဲဖြစ်နိုင်ခြေရှိတယ်ဒီ
ဟိုမနိုင်ခတ်မဟုတ်ကြီးဂျပန်ကောင်နဲ့ဖြစ်နိုင်ချေရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကျော်ဆော်ဗန်ကတော့ဟိုတက်စင်ခေါ်တဲ့လူကတော့ဒီအမဲတယောက်ပဲเนาะအမဲတယောက်ကတော့တက်စင်ခေါ်တယ်နော်စကလုံးကျန်းကျန်းနဲ့စင်ခေါ်တာကျွန်တော်တွေ့နေရတယ်ဖြစ်နိုင်ချေရှိတယ်ဖြစ်လည်းဖြစ်မယ်ကျွန်တော်ကတော့ကျော်ဆော်ဗန်ကိုအားပေးတယ်ကျော်ဆော်ဗန်နိုင်မယ်ဆိုတာလဲယုံကြည်တယ်เนาะယုံကြည်တယ်အဲ့ဒီအတွက်ကြောင့်เนาะကျွန်တော်တို့ဟိုကျော်စောဘကမကြိုက်တဲ့လူတွေကဘယ်လောက်ပဲပျော်เนาะမနာလို့ရှိပြီးမှပျော်နှင်းချစီတဲ့စိတ်ရှိမှပျော်ဆက်လက်ကျော်စောဘရဲ့ကြိုးစားပါကိုယ့်ရဲ့ပတ်တန်ကိုကြိုးစားပါကိုယ့်ရဲ့ခပတ်ကိုဆက်လက်ထင်သေးပါမြန်မာပြည်ရဲ့ကောင်းအတွက်ဆက်လက်ထင်သေးပါလို့ကျွန်တော်ကတော့ပြောချင်တာပေါ့နော်เนาะဒီမှာကြည့်ကြပါအောင်เนาะဒီမှာဒီကောင်ကတော့စိုးတော့မစိုးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ကြော်စောပါအတွက်ဆက်လက်စူတောင်းပေးကြရအောင်နော်ဆက်လက်ကပတ်တင်းနိုင်ကြတင်းပါစေတင်းနိုင်ပါစေလို့ကျွန်တော်ကတော့စူတောင်းပေးတယ်နော် God bless Joshua God bless Myanmar အရောက်စီတန်းကိုကြည့်ယူဒီပါတယ် comment မှာကိုကဘလို့ထင်မိတယ်ဘလို့ဆွေးနွေးချင်တာပဲမောအာရပါရရေးလို့ရပါတယ်စစ်ချင်လဲစစ်လို့ရပါတယ်welcome ပါ everybody thank you